တဘာဝတရားကြီးကပေးတဲ့ဘတ်ဂျက်မကုန်မဲ့ငွေရှာလို့ရစေမဲ့နည်းလမ်းတစ်ခုဒါကတော့လူကြီးမင်းတို့အချိန်ပိုင်းလောက်ရင်တော့ပတ်စံဝင်နေစေမဲ့ငွေရှာနည်းတစ်ခုပဲဖြစ်ပါတယ်အထူးသဖြင့်အရင်နေ့မရှိပဲကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုဖန်တီးခြင်းတဲ့သူတွေအတွက်အရေးပါစေမှာမို့ကြီးစုသူတွေအားလုံးစိတ်ကူးမမစေဖို့အကြံပြုလိုက်ပါစီရှင်ဒီဗီဒီယိုထဲမှာမြင်နေရတဲ့အတိုင်းပြောင်းဖို့တစ်ခုမှပါတဲ့အပေါ်ရန်အခုနှစ်ကိုခုချိန်ထိလွတ်ပြစ်နေအောင်ဆိုရင်လူကြီးမင်းဟာကိုပတ်စံကိုထိုင်ပြုံးနေရနဲ့တူသွားပါပြီဒီပြောင်းဖို့အခုနှစ်ရဲ့တဘာဝဟာအင်မတန်မှမာကျော်ပြီးပျက်စီးမလွယ်တဲ့အတွက်တခြားသောလက်မှုလုပ်ငန်းနေရာတွေမှာပြန်သုံးလို့ရပါရှိအထူးသဖြင့်ကျင်းချင်းတွေဘောပင်ထဲခွက်တွေလောက်တဲ့နေရာမှာအသုံးဝင်ပြီးအစားအသောက်တစ်ခုခုကိုဖန်တီးပြုလုပ်တဲ့အခါမှာလေပြောင်းဖို့နဲ့တင်တင်လေးနဲ့အချိုတက်စိမ့်စိမ့်လေးရစီဖို့ဆိုရင်ဒီပြောင်းဖို့ခွန်ကလူကြီးမင်းတို့အတွက်လုံးဝကွက်တိဖြစ်စေပါလိမ့်မယ်။ဒါကြောင့်ဒီပြောင်းဖို့ခွန်တွေကိုအလွယ်တကူစွန့်မပစ်ပဲရေအတန်းနဲ့တေချာစီးကြောတန့်ကျင်ပေးပြီးဆိုတာနဲ့အချိန်တစ်ခုကြာအောင်အချောက်ခံပေးလိုက်ဖို့လိုပါမယ်။ပြီးရင်တော့အလဲကနေဂုံဒီကျိုးတကျိုးကိုဖောက်ပြီးတန်းပေးလိုက်မယ်ဆိုရင်ဆိုင်တွေမှာအလွယ်တကူတင်သွင်းနိုင်အောင်တင်မကစီဒီမက်တွေကိုပါလိုက်သွင်းနိုင်မယ်ဆိုတာသိကြပါရှင်။ဆိုတော့တနိုင်တစ်ပိုင်းစီးပွားရေးလေးစကျင်နေဆိုရင်တော့အသုံးချတတ်ဖို့ပဲလိုပါလိမ့်မယ်ရှင်။